မင်္ဂလာပါခင်ဗျာအားကစားမှတ်စုအစီအစဉ်ကနေကြိုဆိုပါရစေဒီနေ့အားကစားသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးသတင်းတစ်ခုအနေနဲ့မာရာဒိုနာသေဆုံးတာဟာသွေးယိုတာယိုမဟုတ်ပဲလောက်ကျန်ခံခဲ့ရတာလို့မာရာဒိုနာရဲ့မိသားစုကဆိုခဲ့ပြီးတော့စေကူတာပြီးခဲ့တဲ့ဆရာဝန်အဖွဲ့ကိုတရားစွဲဆိုဖို့ပြင်ဆင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်မာရာဒိုနာက2020ခုနှစ်မှာနေအိမ်မှာဟတ်အတက်ကြောင့်ကွယ်လွန်ခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာမာရာဒိုနာအသက်60အရွယ်ရှိပြီဖြစ်ပြီးအုံနောက်သွေးခဲနိုင်ကြီးရှိတဲ့အခြေအနေကနေခွဲစိတ်ကူတာပြီးနေအိမ်မှာအနားယူနေတဲ့အချိန်မှာနှလုံးသွေးကြောပိတ်ခါကွယ်လွန်ခဲ့တာပါတရားစွဲဆိုသူတွေကမာရာဒိုနာကိုအသက်ဘေးကလွတ်အောင်ကဲနိုင်ကဲတင်တယ်လို့ဆိုခဲ့ပြီးဒါဟာဆေးရုံကဝန်ထမ်းတွေတာဝန်မဲ့ခဲ့တာလို့ဆွဆွဲခဲ့ပါတယ်တရားစွဲဆိုခံရသူတွေဘက်ကလည်းမာရာဒိုနာဟာအုံနောက်သွေးခဲနိုင်ကြီးရှိတဲ့အခြေအနေကိုခွဲစိတ်ပြီးမှဆေးဆက်ကူကိုညှင်းဆန်ခဲ့တယ်လို့တုံ့ပြန်ခဲ့တယ်လို့ခွဲစိတ်မှုအပြီးမှာဆေးရုံမှာဆက်နေတင်တယ်လို့ဆိုပါတယ်ဒီအမှုကိုတရားရုံးမှာကြားနာစစ်ဆေးလို့ပြစ်ဒဏ်ကြခဲ့မယ်ဆိုရင်ထောင်ဒဏ်အနည်းဆုံး10နှစ်ကနေ25နှစ်အထိကြခံရမှာပါတရားလိုတွေရဲ့ထုတ်ပြန်မှုမှာမျက်မြင်တွေ့ရှိသူတွေရဲ့အပြောအရဒီဖြစ်ပျက်ဟာကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းတဲ့ရုပ်ရှင်တကားနဲ့တောင်တူတယ်လို့ပြောထားကြတယ်ဆိုပြီးထုတ်ပြန်ပါတယ်မာရာဒိုနာအတွက်သူ့ရဲ့ဆွေမျိုးနီးစပ်သူတွေနဲ့မိတ်ဆွေတငယ်ချင်းတွေအတွက်ဒီနေ့မှာတရားမျှတမှုကိုလိုအပ်ပါတယ်လို့လည်းတရားရုံးကိုလျှောက်လဲခဲ့ပါတယ်ဒီအမှုမှာအုံနောက်နဲ့အောင်ကျော်ဆိုင်ရာဆရာဝန်စိတ်ပညာဆရာဝန်စိတ်ကျန်းမာရေးဆရာဝန်အပါအဝင်တရားစွဲဆိုခံရသူ9ဦးထိရှိပါတယ်ဒီဆွဲဆိုခံရသူတွေထဲမှာပါတဲ့ညတာဝန်ကျသူနာပြုကအန်နီယရှိနိုင်တဲ့လက္ခဏာတချို့ကိုတွေ့ခဲ့ပေမဲ့မာရာဒိုနာကိုမနှိုးဖို့ဆိုတဲ့ညွှန်ကြားချက်သာရခဲ့တယ်လို့ဒီတရားရုံးချင်းမတိုင်မီကထုတ်ဖော်ပြောဆိုထားတာပါဒီအမှုအတွက်သက်သေပေါင်း100ကျော်ကိုစစ်ဆေးဖို့ရှိနေတာကြောင့်လာမယ့်ဇူလိုင်လကုန်အထိပြပြပွဲမရှိဘူးလို့လည်းသိရပါတယ်ကနဝင်ကစားသမားကြီးမာရာဒိုနာဟာ1986ခုနှစ်ကမ္ဘာ့ဖလားမှာအာဂျင်တီးနားအသင်းပူဆွဲအောင်ကြိုးစားပြီးခဲ့တယ်လို့ကမ္ဘာအကောင်းဆုံးဘောလုံးသမားတစ်ယောက်ဖြစ်သတ်မှတ်ခံခဲ့ရသူပါဒါပေမဲ့ကစားသမားဘဝနောက်ပိုင်းနှစ်တွေမှာမွေးစီဝါသုံးဆွဲမှုကြောင့်ကာလရှည်ပွဲပယ်ခံခဲ့ရပါသေးတယ်သူကွယ်လွန်ချိန်မှာဘောလုံးပရိသတ်တွေအတွက်ဆုံးရှုံးမှုတစ်ခုလို့ဆိုခဲ့ပြီးသူ့ရဲ့ဇာပနာအခမ်းအနားကိုအာဂျင်တီးနားပရိသတ်လူထောင်ပေါင်းများစွာလာရောက်ဂါရဝပြုခဲ့တဲ့အထိခမ်းနားခဲ့ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြင်သစ်ကွင်းလယ်လူပေါ့ပါကြောင်းပါမွေးစီဝါသုံးဆွဲမှုကြောင့်18လကြာကာလရှည်ပွဲပယ်ပြစ်ဒဏ်ကြခံနေရတဲ့ပေါ့ပါဟာမနေ့ကပြစ်ဒဏ်ကြခံမှုနောက်ဆုံးနေ့ပါဒါကြောင့်ပြင်သစ်အသင်းနဲ့အတူကမ္ဘာဖလားဆွတ်ခူးခဲ့သူပေါ့ပါဟာဘောလုံးပြန်ကစားခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်ပေါ့ပါဘောလုံးပြန်ကစားခွင့်ရပြီးတဲ့နောက်ကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုတွေကိုလည်းအများပြားရရှိထားတယ်လို့ဆိုပါတယ်မက်ဆီကစားနေတဲ့ဒေးဗစ်ဘက်ခမ်ရဲ့ကလပ်အသင်းအင်တာမိုင်ယာမီမှာကစားဖို့ရှိတယ်လို့သတင်းတွေထွက်နေပေမဲ့ကစားသမားရဲ့အဓိကကစားချင်တာကဥရောပကလပ်တွေမှာလို့သိရပါတယ်ပြင်သစ်လီဂူဝမ်ကလပ်မာဆေးအသင်းနဲ့အီတလီကလပ်ဖီယိုရင်တီးနားကလပ်တို့ကပေါ့ပါကိုကမ်းလှမ်းထားတယ်လို့သိရပါတယ်မန်ယူအသင်းကလည်းပေါ့ပါနဲ့တွေ့ဆုံခဲ့တယ်ဆိုပေမဲ့တိကျတဲ့သတင်းတွေကိုမရရှိထားသေးပါဘူးလက်တလုံးမှာနာမည်ကျော်ကစားသမားတွေကိုကြီးကြီးပေးပြီးအသင်းကိုလာကစားဖို့ဖိတ်ခေါ်နေတဲ့ဆော်ဒီလီနဲ့ဘရာဇီးကကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုကိုတော့ပေါ့ပါကညှင်းဆိုထားပါတယ်လက်တလုံးမှာပေါ့ပါပြောင်းရွှေ့ပွဲရှိတဲ့လိတွေကအပြောင်းရွှေ့ဖွင့်ထားတဲ့မေဂျာလိနဲ့ဂျပန်ဂျီလိတို့ပဲဖြစ်ပါတယ်မေဂျာလိပြောင်းရွှေ့ကာလကဧပြီ23မှာပြီးဆုံးမှာဖြစ်ပြီးဂျီလိကတော့မတ်လ16ရက်နေ့မှာပြီးဆုံးမှာပါအသက်32နှစ်အရွယ်ရှိပြီဖြစ်တဲ့ပေါ့ပါကမွေးစေးသုံးဆွဲမှုတွေကြောင့်ဘောလုံးကစားခွင့်4နှစ်ပိတ်ပင်ခံခဲ့ရပြီမဲ့ကစားသမားခုံရုံးရဲ့အဆုံးဖြတ်ကြောင့်18လပွဲပယ်ခံခဲ့ရသူဖြစ်ပါတယ်သူနောက်ဆုံးကစားခဲ့တဲ့ပွဲဟာဂျူဗင်တက်မှာဖြစ်ပြီး29မိနစ်သာဝင်ကစားခဲ့ပါတယ်ပေါ့ပါမိနစ်90အပြည့်ကစားခွင့်ရတဲ့နောက်ဆုံးပွဲက2022ခုနှစ်မန်ယူမှာကစားခဲ့စဉ်တုန်းကဖြစ်တာကြောင့်ကစားသမားအနေနဲ့ကြံ့ခိုင်မှုတွေကိုပြင်းပြင်းထန်ထန်လှုပ်ဆောင်ရဖို့ရှိနေပါတယ်နောက်ထပ်အကြောင်းအရာတစ်ခုကတော့ပြည်သက်တသိန်းဆက်နဲ့ကွင်းသစ်စီမံကိန်းကြီးကိုစတင်တော့မဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်သိမကြသေးခင်ကမန်ယူအသင်းဟာသူတို့အသင်းရဲ့ကွင်းသစ်စီမံကိန်းအကြောင်းကိုထုတ်ဖော်ပြောကြားလာခဲ့ပါတယ်လူကြီးတသိန်းဆက်မဲ့ဒီကွင်းကြီးပြီးရင်ဒီကွင်းကဗီဒိန်မှာအကြီးဆုံးကွင်းဖြစ်လာမှာပါလက်ရှိအကြီးဆုံးကွင်းကတော့ဝင်ဘလီကွင်းဖြစ်ပြီးလူကြီး9000ဆန့်ပါတယ်အဲ့တော့ဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ပြည်သက်သိကျင်နေတဲ့မိကွန်းတချို့ကိုလည်းဒီနေရာနေဖော်ပြပေးလိုက်ပါတယ်ဒီစီမံကိန်းနဲ့ပတ်သက်ပြီးမနေ့ကမှထုတ်ပြန်ထားတာကြောင့်စီမံကိန်းစမယ့်ရက်ကိုရေဘူးရသတ်မှတ်ထားပေမဲ့အစိုးရရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ပြီးမြန်မြန်ဆန်ဆန်စတင်နိုင်မယ်လို့စာဂျန်ရက်လစ်ကဆိုပါတယ်ဒီအားကစားကွင်းတည်ဆောက်မှုကပုံမှန်ဆိုရင်10နှစ်လောက်ကြာဖို့ရှိပြီးတက်နိုင်သမျှမြန်မြန်ပြီးဖို့လည်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်အစိုးရနဲ့ပူးပေါင်းလှုပ်ဆောင်ခွင့်ရမယ်ဆိုရင်9နှစ်နဲ့ပြီးတည်ဆောက်နိုင်မှာပါဒီစီမံကိန်းကကုန်ကျစရိတ်ဘယ်လောက်ကျမလဲ
ဒီစီမံကိန်းရဲ့ကုန်ကျစရိတ်စုစုပေါင်းကပေါင်တန်း2000လောက်ကုန်မယ်လို့မန်ယူအသင်းရဲ့ CEO ဘာရာဒါကဆိုပါတယ်ဒီကုန်ကျစရိတ်အလုံးကိုမန်ယူအသင်းကအကုန်ခံပါလားဆိုတဲ့မေးခွန်းကိုတော့ရှင်းရှင်းလင်းလင်းပြောကြားထားတာမရှိသေးပါဘူးအသင်းရဲ့ share ရှင်စာဂျန်ရက်ဖလစ်ကပဲစိုက်ပြီးတော့ထုတ်သုံးမလားဒါမှမဟုတ်စပွန်ဆာတွေရှာမလားအစိုးရစီကနေချင်းငွေတွေယူပြီးစောက်မလားဆိုတာမသိကြသေးဘူးလို့သိရပါတယ်ဒီကွင်းသစ်စီမံကိန်းကြီးကစာဂျန်ရက်ဖလစ်ရဲ့ idea ဖြစ်ပြီးအသင်းရဲ့ share တွေကိုစတင်ဝယ်ယူကြတဲ့ကအသင်းကိုတင်ပြခဲ့တာဖြစ်ပါတယ်အသင်းအနေနဲ့ကွင်းသစ်ဆောက်တဲ့အခါလိုအပ်တဲ့ငွေကြေးတွေကိုစီမံခန့်ခွဲဖို့အကောင်းဆုံးနည်းလမ်းတွေကိုရှာဖွေနေပါတယ်လို့ CEO ဘရာဒါကဆက်ပြောပါတယ်ဒီကွင်းသစ်စီမံကိန်းကြီးကြောင့်ကစားသမားအဝယ်ရက်နိုင်လားအဲ့ဒီမေးခွန်းကို BBC သတင်းဌာနကမေးခဲ့ရမှာဘာရာဒါက no လို့ဖြေခဲ့ပါတယ်အသင်းကိုယင်းနှိမ့်မြုပ်နှံတာတွေနဲ့ပတ်သက်ပြီးတော့ငါတို့မကန့်သက်ချင်ပါဘူးကွင်းသစ်ကြီးတိစောက်နေတဲ့အချိန်မှာပဲငါတို့အသင်းဟာပြိုင်ဆိုင်မှုတွေကိုကောင်းကောင်းဆက်လုပ်နိုင်တဲ့အသင်းဖြစ်ရပါမယ်ဒီလိုလုပ်လို့ရတဲ့နည်းလမ်းတွေလည်းအများကြီးရှိပါတယ်ဥပမာစောက်လို့ရေးလုပ်ငန်းတွေကိုမြန်မြန်ပြီးအောင်လုပ်တာမျိုးကနည်းလမ်းတစ်ခုပါအဲ့ဒီတစ်ချိန်တည်းမှာပဲအသင်းကအကျိုးမြတ်တွေရလာမယ်ငါတို့ရဲ့ဘဏ္ဍာရေးအခြေအနေကလည်းကောင်းလာမယ်အဲ့ဒါဆိုရင်ငါတို့အသင်းကပြိုင်ဆိုင်မှုတွေကောင်းကောင်းကိုဆက်လုပ်နိုင်မယ်လို့ငါယုံပါတယ်လို့ဆိုပါတယ်နောက်ထပ်သူထပ်ပြောတာကအကြီးမားဆုံးအကျိုးမြတ်ကငါတို့အသင်းကကမ္ဘာပေါ်မှာပြည်သက်အများဆုံးအသင်းတစ်သင်းပါဒါကြောင့်အဲ့ဒီကနေအကျိုးမြတ်တွေရလာဖို့ရှိပါတယ်ပြီးတော့ငါတို့အသင်းရဲ့နံပါတ်1ရည်မှန်းချက်ကဖလားတွေရဖို့နဲ့ဖလားလူပွဲတိုင်းမှာပါဝင်နေဖို့ပါပဲဒီကွင်းသစ်ကြီးကိုဘာမှစောက်မလဲကွင်းသစ်ကြီးကို Old Trafford နားမှာပဲတိစောက်သွားမှာဖြစ်ပါတယ်ကွင်းရဲ့ပုံစံကဒီပုံစံဖြစ်ပြီးထိပ်မှာရှိတဲ့တာဝါ3ခုကတော့ Man U logo ရဲ့လှန်ကြုံ3ခုကိုကုစားပြုတယ်လို့ဆိုပါတယ်အဲ့ဒီလှန်ကြုံတွေရဲ့အမြင့်ကမီတာ200မြင့်ပြီးတော့အဲ့ဒီလှန်ကြုံတွေကို25မိုင်အကွာကနေတော့မြင်နိုင်တယ်လို့ဆိုပါတယ်လက်ရှိမှာကွင်းသစ်ကြီးပြီးတဲ့အခါ Old Trafford ကိုဘယ်လိုလုပ်မလဲဆိုတာအတွက်ရှင်းရှင်းလင်းလင်းမရှိသေးပါဘူးဘီသူကကုမ္ပဏီဖြစ်တဲ့ Foster နဲ့မိတ်ဆွေများဆိုတဲ့ကုမ္ပဏီကဒီကွင်းကြီးကိုဖျက်ချသင့်တယ်လို့ကြံပေးထားပါတယ်တစ်ဖက်မှာလည်းစဉ်းစားစရာတချို့အနေနဲ့အိမ်ယာတွေဆောက်လုပ်ပြီးမန်ယူမျိုးသမီးအသင်းနဲ့တက်တန်းလိုက်လူငယ်အသင်းတွေတက်အိမ်ယာအဖြစ်ပြောင်းလဲနိုင်မလားဆိုပြီးစဉ်းစားချက်တွေလည်းရှိပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြန်မာ National League အမှတ်ပေးပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်ပေမဲ့ရှမ်းယူနိုက်တက်အသင်းရှင်ပြိုင်ကစားမယ့် AFC Challenge League ပြိုင်ပွဲအကြောင်းပဲဖြစ်ပါတယ် AFC Challenge League ပြိုင်ပွဲ Quarter Final ဒုတိယကြော့ပွဲစဉ်အဖြစ်မြန်မာကလပ်အသင်းရှမ်းယူနိုက်တက်နဲ့ကမ္ဘောဒီးယားကလပ်ပရယ်ခန်အသင်းတို့သူ့နောက်ကွင်းမှာကစားကြမှာဖြစ်ပါတယ်ပထမကြော့မှာကမ္ဘောဒီးယားအသင်းရဲ့အိမ်ကွင်းမှာကစားခဲ့တဲ့က6-2နဲ့ရှမ်းယူနိုက်တက်အသင်းရှုံးနိမ့်ခဲ့ပါတယ်ဒါကြောင့်ဒီတစ်ချိန်အိမ်ကွင်းမှာ4-9ပြတ်နဲ့အနိုင်ရမှာသာနောက်ဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်ရှမ်းယူနိုက်တက်အသင်းကမြန်မာ National League မှာလက်တလောအောင်မြင်ဆုံးအသင်းဖြစ်ပြီး9နှစ်ဆက်တိုက်ချန်ပီယံဖြစ်တယ်လို့အမှတ်ပေးပြိုင်ပွဲနောက်ဆုံး4နှစ်မှာသူတို့အသင်းကိုအနိုင်ရတဲ့အသင်းမရှိသေးတဲ့အထိအောင်မြင်ခဲ့တာပါဒါပေမဲ့အာဆီယံအဆင့်ပြိုင်ပွဲတွေနဲ့အာရှအဆင့်ပြိုင်ပွဲတွေမှာတော့နှစ်တိုင်းရုန်းကန်နေရတဲ့အသင်းမှာဒီချိန်မှာလည်းဒီအဆင့်လာကိုချိုးဖျက်ပြီးနောက်တစ်ဆင့်ရောက်နိုင်ဖို့ဆိုတာလည်းခက်ခဲတဲ့အခြေအနေတွေကိုရောက်နေပါတယ်ဒီပွဲကိုမနက်ဖြန်မတ်23ရက်ညနေ9:00 နာရီမှာသူ့နောက်ကွင်းမှာကစားကြမှာပါနောက်ထပ်အကြောင်းအရာတစ်ခုကတော့ဒီနေ့မနက်ရှင်ပြိုင်ကစားခဲ့တဲ့ Champion League ပွဲစဉ်တွေမှာ PSG အသင်းကလီဗာပူးအသင်းကိုပယ်နယ်တီအဆုံးဖြတ်နဲ့အနိုင်ရပြီး Quarter Final ကိုတက်ရောက်သွားခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းကလည်းလီဗာပူးအသင်းကို2-9ပြတ်နဲ့အနိုင်ရခဲ့ပါတယ်။အင်တာမီလန်အသင်းကသူတို့အသင်းရဲ့အိမ်ကွင်းမှာဖီယန်နော့ကို2-9နဲ့နိုင်ခဲ့တယ်လို့ဘာစီလိုနာအသင်းကလည်းဘန်ဖီကာအသင်းကို3-9နဲ့အနိုင်ရပြီး Quarter Final ကိုရောက်ရှိသွားကြပြီဖြစ်ပါတယ်။ဒီနေ့ညမနက်ဖြန်မနက်မှာကစားဖို့ရှိနေတဲ့ Champion League ပွဲတွေကိုလည်းတင်ဆက်ပေးလိုက်ပါတယ်။အားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။ Sport Note Channel လေးကို Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ။ပရိသတ်များအားလုံးအဆင်ပြေပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးပါတယ်။